ကပောက်ချန်ခိုင်တဲ့ငယ်20ခွန်မှာဘုရားသခင်သည်လူကိုမိမိပုံသဏ္ဍာန်နှင့်ညီဖန်ဆင်းတော်မူ၏လူယောက်ျားလူမိန်းမကိုဖန်ဆင်းတော်မူ၏ချစ်တော်ညီကိုမောင်တို့ဒီကဘာကြီးမှာအမျိုးသမီးတွေရဲ့တန်ဖိုးကိုတစ်ခါတလေမှာအထင်သေးကြပါတယ်တချို့ယဉ်ကျေးမှုတွေမှာအမျိုးသမီးတွေကိုဒုတိယတန်းစားလို့သဘောထားခဲ့ကြတယ်ဒါပေမဲ့မေးစရာမေးခွန်းတစ်ခုရှိပါတယ်ဘုရားသခင်ကအမျိုးသမီးတွေကိုဘယ်လိုမြင်ခဲ့တယ်လဲယေရှုရဲ့အသက်တာကိုကြည့်ရင်အမျိုးသမီးတွေကိုအမြဲတမ်းတန်ဖိုးထားပြီးဂုဏ်သိက္ခာပြန်လဲပေးတာမျိုးတွေတွေ့ရပါတယ်အမျိုးသမီးဟာမတော်တဆဖြစ်လာတာမဟုတ်ပါဘူးဖခင်ရဲ့အကြံစီထဲမှာပါဝင်ခဲ့တဲ့ဖန်ဆင်းခြင်းဖြစ်ပါတယ်ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံးဟာဖခင်သခင်ရဲ့ပုံသဏ္ဍာန်ကိုဆောင်ကြတယ်ဒါကြောင့်အမျိုးသမီးရဲ့တန်ဖိုးကိုလူဖွဲ့စီကမတတ်မှတ်ဘူးဖခင်သခင်ကတတ်မှတ်တယ်ကျမ်းစာထဲမှာဖခင်အသုံးပြုခဲ့တဲ့အမျိုးသမီးတွေကိုကြည့်ပါဒေဘိုရာတရားသူကြီးခေါင်းဆောင်တူအေးသက်တာလူမျိုးကိုကယ်တင်မှုရဲရင်စွာယက်တည်ခဲ့တဲ့ဘုရင်မှာရုသတစ္ဆာရှိခြင်းကြောင့်ကောင်းကြီးခံရတဲ့သူမာရိကယ်တင်ရှင်ကိုမွေးဖွားရန်ဘုရားသခင်ရွေးချယ်ခဲ့တဲ့သူမာဂဒလမာရိယေရှုပြန်ပြီးတော့ရှင်ပြန်ထမြောက်ခြင်းကိုပထမဆုံးသက်သေခံတဲ့သူဘုရားသခင်ကမင်းကမိန်းမဆိုတော့မသုံးဘူးလို့ဘယ်တော့မှမပြောဘုရားသခင်ကယုံကြည်သူနာခံသူအသင်ရှိသူကိုအသုံးပြုတော်မူတယ်ဒီနေ့ empowerment ဆိုတဲ့စကားကိုအများကြီးကြားတယ်ဒါပေမဲ့ခရစ်ယာန်တယောက်အတွက်စစ်မှန်တဲ့ခွန်အားကအာနာငွေကြေးယာတုကနေမလာဘူးဖခင်နဲ့ဆက်ဆံရေးကနေလာတယ်အမျိုးသမီးတယောက်ရဲ့အလှဆုံးအလှပကအပြင်ပန်းမဟုတ်ပါဘူးဘုရားသခင်ကိုကြောက်ရွံ့ရွံ့သေးတဲ့နှလုံးသားဖြစ်ပါတယ်အမျိုးသမီးများအတွက်သင်ကိုယ်သင်ဖခင်မြင်တဲ့အတိုင်းမြင်ပါဖခင်ပေးထားတဲ့စုကျေးဇူးတွေကိုသုံးပြုပါအခြားသူတွေကိုလည်းအားပေးပြီးတော့မြင့်တင်ပေးပါအမျိုးသားများအတွက်အမျိုးသမီးများကိုလေးစားပါသူတို့ကိုတန်ဖိုးထားပါယေရှုလိုဂုဏ်သိက္ခာနဲ့ဆက်ဆံပါသူတို့ရဲ့အတွေးအခေါ်တွေကိုတန်ဖိုးထားပါဒီနေ့သင်ကအမျိုးသမီးဖြစ်ရင်ဘုရားသခင်ကသင်မှာရည်ရွယ်ချက်ရှိတဲ့ဆိုတာယုံကြည်တယ်သင်ဟာအမျိုးသားဖြစ်ခဲ့ရင်သင်ပတ်ဝန်းကျင်မှာရှိတဲ့အမျိုးသမီးတွေကိုလေးစားပါဘုရားသခင်ကသူတို့ကိုယောက်ျားမိန်းမတန်းတူဖန်ဆင်းခဲ့တယ်ကျွန်တော်တို့အားလုံးဘုရားသခင်ဖန်ဆင်းထားတဲ့တန်ဖိုးကိုတိမှတ်ပြုပြီးတော့ချင်းချင်းမြင့်တင်ပေးတဲ့ခရစ်ယာန်ယုံကြည်သူတွေဖြစ်ကြပါစို့အမျိုးသမီးတယောက်ရဲ့တန်ဖိုးကိုလူဖွဲ့စည်းရမဆုံးဖြတ်ပါဘူးအလောက်ကံရမဆုံးဖြတ်ပါဘူးအလားပါမဆုံးဖြတ်ပါဘူးဘုရားသခင်ကပဲဆုံးဖြတ်တော်မူတယ်ယေရှုကအမျိုးသမီးတွေကိုနှိမ်ချဖို့မလာခဲ့ဘူးသူတို့ရဲ့ဂုဏ်သိက္ခာတွေကိုပြန်လည်ဖော်ထုတ်ဖို့လာခဲ့တယ်ဒါကြောင့်အမျိုးသားမျိုးသမီးမျိုးဘုရားသခင်ပေးထားတဲ့ခေါ်တော်မူခြင်းအတိုင်းအသက်ရှင်ကြပါစို့အာမင်